ကြွားစရာကမ္ဘာဖလားနဲ့ဘလုံဒီအော်ရှစ်လုံးမရှိလို့ကိုတောင်တွေကကားတွေကိုပဲထုတ်ကြွားခဲ့ရတဲ့ရိုနယ်ဒိုကသူ့ရဲ့ Instagram မှာဒေါ်လာတန်ပေါင်းများစွာတန်ကြေးရှိတဲ့ဇိမ်ခံစူပါကားတွေကို My Toy ဆိုတဲ့စာသားလေးနဲ့တင်လိုက်တဲ့အခါလူတော်တော်များများကသူ့ရဲ့ကြွယ်ဝချမ်းသာမှုကိုပဲမြင်ကြပါလိမ့်မယ်။ Ferrari, Bugatti, Rolls-Royce နဲ့ Lamborghini စတဲ့ကမ္ဘာအဆင့်မြင့်တန်ဖိုးကြီးကားစန်းကြီးတွေဟာတာမန်လူတွေအတွက်တော့ငေးမောကြည့်ရှုရရုံအိမ်မက်တစ်ခုဖြစ်ပေမဲ့ရိုနယ်ဒိုအတွက်တော့တကယ်ပဲကလေးကစားစရာအယုတ်တွေလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီကားတွေရဲ့နောက်ွယ်မှာငွေကြေးထက်ပိုမိုနက်ရှိုင်းတဲ့အဓိပ္ပာယ်တစ်ခုရှိနေပါတယ်။တစ်ချိန်ကမက်တရီယာကျွန်းပေါ်မှာဆင်းရဲဒုက္ခမျိုးစုံနဲ့ကြီးပြင်းခဲ့ရတဲ့ကောင်လေးတစ်ယောက်ဟာအခုတော့တစ်ကမ္ဘာလုံးရဲ့လေးစားအားကြမှုကိုရရှိနေပြီဖြစ်ပါတယ်။ဒါတွေအားလုံးဟာသူ့အတွက်အလကားရလာခဲ့တာတော့မဟုတ်ပါဘူး။သူ့ရဲ့သွေးနဲ့ချွေးဘယ်သူနဲ့မှမတူတဲ့မစုံမနစ်စ조사အားထုတ်မှုစွန့်လွတ်အနစ်နာခံမှုတွေနဲ့ကိတ္တခုကိုသူကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရိုနယ်ဒိုကသူ့ရဲ့ဇိမ်ခံကားတွေကိုကြွားလုံးထုတ်ပြသနေတာမဟုတ်ပါဘူး။သူ့ရဲ့မစုံမနစ်စ조사မှုတွေနဲ့တည်ဆောက်ခဲ့ရတဲ့အောင်မြင်မှုသမိုင်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။မရှိရှိတဲ့ဟာကြွားရတာပေါ့ဗျာမက်ဆီဖန်တွေရောရိုနယ်ဒိုရဲ့ဒီလိုစိတ်ဓာတ်နဲ့အောင်မြင်မှုတွေပေါ်ဘလို့ထင်မြင်ပါသလဲ။ကိုမန်းမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး